မင်္ဂလာပါခင်ဗျဟိုတလောက coffee လေးတစ်ခွက်နဲ့ YouTube ကြည့်နေတော့ after school ရဲ့ The Slow Poison of an Endless Fantasy ဆိုတဲ့ဗီဒီယိုလေးတစ်ခုကိုကြည့်ပြီးတော့ရင်ထဲအောင်သွားတယ်ဗျခုချိန်ထိစိတ်ထဲကနေကိုပြန်ကိုမထွက်တော့အဲ့ဒီဗီဒီယိုလေးကရေးတဲ့သူက James McIntosh ဖတ်ပြတဲ့သူက Chris Williamson အရန်ကောင်းတယ်သူ့ရဲ့ link ကိုကျွန်တော် video description မှာထည့်ပေးထားတယ်အဲ့ဒီဗီဒီယိုလေးရဲ့အကြောင်းကတောက်ပတော့အနာဂတ်ရှိတဲ့လူငယ်လေးတစ်ယောက်ရှိတယ်သူဟာကြီးကျယ်ခမ်းနားတဲ့အရာတွေကိုလုပ်နိုင်လိမ့်မယ်တဲ့ဒါရွာလူတွေကသူ့အကြောင်းကိုပြောကြတာဒီလူငယ်လေးကထူးချွန်ပြီးတော့ညံကောင်းတယ်ဆွဲဆောင်မှုလည်းရှိသူကိုယ်တိုင်ကလည်းသူဖြစ်ချင်တာဘာမှမဆိုဖြစ်နိုင်စွမ်းရှိတယ်လို့ယုံကြည်စိတ်ရှိရပ်ပြီးဟေးဆိုရင်သူကပခုံးတစ်ဖက်ကိုနောက်ဆွဲပြီးတော့ရင်ကော့ပြီးတော့ရပ်နေတတ်နေ့စဉ်နေ့တိုင်းပုံမှန်ဓာတ်တိုင်းလေ့ကျင့်နေတာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကလည်းတောင့်တင်းကျစ်လက်ပြီးတော့တန်မာလာတယ်သူဓာတ်တိုင်းလေ့ကျင့်ပြီးတော့အိမ်ပြန်လာပြီးဟေးဆိုရင်ရွာထဲကအပြူတွေကသူ့လှမ်းပြီးတော့လက်ပြနှုတ်ဆက်လေးရှိကြသူကလည်းရေရင်ကြီးကြီးနဲ့ပြန်ပြီးတော့လက်ပြနှုတ်ဆက်လေးရှိပြီးတော့သူကအိမ်ပြန်ရောက်ပြီးဟေးဆိုရင်နောက်တစ်နေ့အတွက်သူ့ရဲ့ဓာတ်ကိုတွေးနေတဲ့တနေ့ကျတော့အဲ့လိုဓာတ်တွေးနေတော့သူ့အနောက်မှာဝိညာဉ်တစ်ပါးဘွားကနေပေါ်လာလူငယ်လေးကလည်းဓာတ်နဲ့ချိန်ထားပြီးတော့ကြည်နေလိုက်တာပေါ့ဝိညာဉ်ကယောက်ျားလည်းမဟုတ်မိန်းမလည်းမဟုတ်မျက်နှာပေါ်မှာလည်းဘာခံစားချက်မှမရှိဘာ emotion မှမရှိရဲ့ plain hey တငယ်လေး I am the spirit of seeing ငါဟာမြင်မြန်းခြင်းရဲ့ဝိညာဉ်တော်ပဲလို့သူကပြောအဲ့လို့ဆိုတော့လူငယ်လေးကလည်းဓာတ်နဲ့ချိန်ထားပြီးတော့မင်းဘာလိုချင်လို့လဲလို့ပြန်မေးလိုက် What do you want ဝိညာဉ်ကတော့ဘာမှအကြောက်တဲ့ဟန်နေပါတယ်မပြပါဘူးငါဘာမှမလိုချင်ပါဘူးငါစီမှာရှိတဲ့အစွမ်းဟုတ်ပဲမင်းကိုပြချင်တာပါငါမှမင်းမြင်ချင်သမျှအရာအလုံးမင်းစိတ်ကူးနိုင်သမျှအရာအလုံးကိုမြင်နိုင်တဲ့အစွမ်းငါမှရှိတယ်ငါဟာမြင်မြန်းခြင်းရဲ့ဝိညာဉ်တော်ပဲအဲ့လို့ဆိုတော့လူငယ်လေးလည်းဝိညာဉ်ကိုတေးသေးချာချာအကဲခတ်ဝိညာဉ်ကိုကြီးလိုက်တော့လေဘာအန်နေမှရှိတဲ့ပုံပေါ်တေးသေးကိုခွေးလေးပြီးတော့လေထဲမှာဒီလိုပဲဘောလုံးလေးမျောနေတာအဲ့လို့ဆိုတော့ဟုတ်ပြီလေတခုခုပြဖို့လို့ပြောလိုက်ဝိညာဉ်ကလည်းကြောင်သွားဟမ်ဟုတ်ပါပြီငါ့ကို Father Shaw ရဲ့မြင်းဆောင်ကိုပြပါလူငယ်လေးကပြောလိုက်တော့ဘွားကနေမိကိုလုံးတစ်ခုပေါ်လာပြီးတော့ Father Shaw ရဲ့မြင်းဆောင်ကိုလှမ်းမြင်နေရလူငယ်လေးကအရင်အံ့ဩသွားသူ့ခေါင်းထဲမှာလည်းစိတ်ကူးအသစ်တစ်ခုကပေါ်လာလူငယ်လေးကငါ့ကိုကဘာဝမှာအချောဆုံးအလှဆုံးမိန်းကလေးရဲ့ပုံကိုပြပါလို့ပြောလိုက်ခုနအတိုင်းပဲဘွားကနေမိကိုလုံးတစ်ခုပေါ်လာပြီးတော့အရန်ချောမောလှပတဲ့မိန်းကလေးတစ်ယောက်ရဲ့ပုံပေါ်လာအယောင်ကောင်းတဲ့စပယ်နေနဲ့ဆွဲဆောင်မှုရှိတဲ့မျက်လုံးတွေနှာခမ်းဖူးဖူးလေးတွေနဲ့ပြီးတဲ့အခါကျတော့လက်တစ်ဖက်ကလည်းသူ့ရဲ့စွန့်ကားနေတဲ့တင်ပါးလေးပေါ်မှာထောက်ထားလိုက်တယ်လူငယ်လေးကမျက်လုံးတွေပြူးကျဲသွားပြီးတော့အယောင်ပြောင်းသွားဒီ main ကလေးရဲ့ပုံကိုသူက9မိနစ်ကျော်ကြာအောင်ကိုမှင်သက်ပြီးတော့ကြည့်နေပြီးလိုက်ပြီးတော့မှသူ့ကိုယ်သူပြန်သတိရပြီးတော့မနေ့ကိုရှိန်သက်ဝိညာဉ်ကိုကြည့်လိုက်တော့ဘာ emotion မှမရှိသူ့ကိုလည်းဘာမှ judge လုပ်တဲ့ပုံမပေါ်ဘူးအဲ့လိုဆိုလူငယ်လေးကငါ့ကိုကဘာပေါ်ကစွန့်အကြီးဆုံးသူရဲကောင်းတွေရဲ့ပုံကိုပြပါအောင်လို့ပြောလိုက်အဲ့ဒီခါကျတော့လေခုနလိုပဲမိကိုလုံးတစ်ခုပေါ်လာပြီးတော့သူရဲကောင်းတွေရဲ့ပုံပေါ်လာသူရဲကောင်းတွေကမြင်းပေါ်မှာကြစ်လက်တဲ့ကိုနေဟန်ထားတွေနဲ့ပြီးတဲ့အခါကျတော့အနာဂတ်ကိုမျှော်ကြည့်နေတဲ့မျက်လုံးတွေနဲ့သူရဲကောင်းတွေရဲ့ပုံပေါ်လာအဲ့လိုဆိုလူငယ်တွေကလည်းငါလည်းတနေ့ကျရင်အဲ့ဒီသူရဲကောင်းလေးလိုပဲဖြစ်ရမယ်လို့ပြောလိုက်ပြီးတဲ့အခါကျတော့ရပြီဝိညာဉ်ငါမြင်ချင်တာတွေအကုန်လုံးမြင်ပြီးသွားပြီမင်းသွားလို့ရသွားနိုင်ပြီလို့ပြောလိုက်ဝိညာဉ်ကတော့ငါဘဲမှမသွားပါဘူးလေမင်းရဲ့ဒီအခန်းထောက်မှာပဲငါရှိနေမှာပါတဲ့မင်းကြည့်ချင်တာတွေရှိလာတဲ့အခါကျရင်ငါ့ကိုအမိန်ပေးနိုင်ပါတယ်လို့ပြန်ပြောအဲ့လို့ဆိုတော့လူငယ်တွေကလည်းဝိညာဉ်ကိုကြည့်လိုက်တော့သူကဘာအန်ဒီယမ်မှလည်းရှိတဲ့ပုံပေါ့ဒီလိုပဲတေးသေးခွေးခွေးလေးလေးပေါ်မှာဘောလုံးလေးမျောနေတာဆိုတာအေးဟုတ်ပါပြီလေဆိုတဲ့သဘောနဲ့ပဲပခုံးတွန့်ပြီးတော့ပြလိုက်တော့အဲ့ဒါလိုနဲ့တရပြီးတရက်တပတ်ပြီးတပတ်ကြာလာတဲ့အခါကျတော့လူငယ်လေးနဲ့ဝိညာဉ်တွေကရင်းနှီးလာဆဆချင်းမှာတော့လူငယ်လေးကဒီနေ့ယာတီဥတုဘယ်လိုရှိလဲဆိုတာကြည့်တယ်သူ့ရဲ့တငယ်ချင်းတွေကဘာတွေလုပ်နေလဲဆိုတာကိုကြည့်တယ်ပြီးတဲ့အခါကျတော့
ကဘာပေါ်အလှဆုံး main ကလေးတွေနဲ့အဝေးစားမပါတဲ့ main ကလေးတွေကိုသူကြည့်တတ်လာအဲ့ဒါလို့နဲ့တပတ်ပြီးတစ်ပတ်ကနေတလာပြီးတလာဖြစ်လာတယ်အခုဆိုရင်လူငယ်လေးကဓာတ်တိုင်းလေ့ကျင့်တဲ့နေရာကနေပြီးတော့ဘာလုပ်လဲဆိုရင်တစ်နာရီ2နာရီလောက်စောပြီးတော့အိမ်ကိုပြန်လာတတ်ဒါအိမ်ပြန်လာပြီးဝိညာဉ်ကပြတဲ့တိုက်ပွဲတွေနဲ့ဒီ main ကလေးတွေကိုသူကြည့်ဖို့ပေါ့သိတယ်မလားတနေ့လွှဲနေရမ်းနေခုန်နေဓာတ်တိုင်းလေ့ကျင့်နေရတာတွေကဒီဝိညာဉ်ကပြတဲ့တိုက်ပွဲတွေ main ကလေးတွေလောက်စိတ်ဝင်စားဖို့မကောင်းဒီရွာတွေက main ကလေးတွေကသူ့ကိုလက်ပြနှုတ်ဆက်တဲ့အခါကျတော့လေအရင်လိုပြန်ပြီးတော့လက်မပြဖြစ်တော့သူ့စိတ်ထဲမှာဒီရွာတွေက main ကလေးတွေကရိုးရှင်းလုံးနဲ့တာမန်လေးတွေငါတစ်ချိန်ရရင်ဒီဝိညာဉ်ကမြင်ရတဲ့မိမလှလေးတွေနဲ့တွေ့မှာလို့သူကထင်နေပြီးအဲ့ဒါလို့နဲ့ဝိညာဉ်ရဲ့မြင်နိုင်တဲ့စွမ်းရည်နေပြီးတော့သူ့ရဲ့ကောင်းကြီးတွေရဲ့တိုက်ပွဲတွေကိုသူကြည့်နေတတ်သူ့ရဲ့ကောင်းကြီးတွေရဲ့တိုက်ပုံခိုက်ပုံတွေနဲ့ရှုံးတော့မလို့ဖြစ်ပြီးတော့မှအနိုင်ရလာတဲ့တိုက်ပွဲတွေကိုသူမြင်ရတဲ့အခါမှာရန်ဝမ်းသာပြီးတော့အော်ဟစ်ပြီးတော့ကိုအားပေးတယ်သူကိုယ်တိုင်လည်းတနေ့မှာဒီသူရဲ့ကောင်းတွေလို့စစ်တပ်ကြီးတဒတ်ကိုဥဆောင်နိုင်တဲ့သူဖြစ်ရမယ်လို့သူကြွေးကြော်နေတတ်ပြီးတဲ့အခါကျတော့ဓာတ်တိုင်းလေးပါတယ်လေ့ကျင့်တဲ့အခါကျရင်ဒီတိုက်ပွဲတွေထဲမှာသူရဲ့ကောင်းကြီးတွေတုံးသွားတဲ့စကားလုံးတွေ dialogue လှလေးတွေကိုလွတ်ကျက်ထားပြီးတော့သူကိုယ်တိုင်လည်းရွတ်ပြီးတော့လေ့ကျင့်နေတတ်ဓာတ်တိုင်းလေ့ကျင့်တာကတော့အခုဆိုရင်တနေ့ကို1နာရီ2နာရီလောက်ပဲလေ့ကျင့်ဖြစ်တော့လေ့ကျင့်ပြီးရတဲ့အိမ်ကိုတစ်ခါတည်းအပြေးပြန်တော့တာပဲဝိညာဉ်ကနေမြင်ရတဲ့တိုက်ပွဲတွေကိုကြည့်ရတာပိုကောင်းတယ်ပြီးတဲ့အခါကျတော့အဝေးစားမပါတဲ့ main ကလေးတွေကိုကြည့်ရတာလည်းကောင်းတာပေါ့လေအခုဆိုရင်သူကဒီအဝေးစားမပါတဲ့ main ကလေးတွေရဲ့ sex နဲ့ပတ်သက်တဲ့ activity တွေကိုတော့မှသူကြည့်တတ်နေပြီအဲ့ဒါလို့နဲ့တလာပြီးတလာနဲ့တစ်နှစ်ပြီးတစ်နှစ်ဖြစ်လာနေအခုဆိုရင်ရွာတွေကအပြိုတွေကသူ့ကိုလက်မပြကြတော့တချို့ဆိုရင်အိမ်တော်တွေအောင်ကြားကုန်ပြီးတဲ့အခါကျတော့နောက်ထပ်နာမည်ကြီးလာတဲ့တငယ်အစ်စ်လေးတွေသူရဲကောင်းအစ်စ်လေးတွေကလည်းပေါ်လာအခုဆိုရင်သူတို့တွေကမြားပြစ်အရန်တော်တဲ့တငယ်လေးတယောက်ကိုအားပေးနေကြလူငယ်လေးကတော့ဒီလူသစ်ကိုကြည့်ပြီးတော့အဝေးကနေမြားနဲ့ပြစ်တယ်ဆိုတာလက်ကားပါကွာဒါသူရဲကောင်းတွေလှုပ်တဲ့ကိစ္စမဟုတ်သူရဲကောင်းတွေဆိုတာအနီးကပ်လူချင်းရှင်ပြီးဓာချင်းရှင်မှာသူရဲကောင်းလို့ခေါ်တာကွာဆိုပြီးတော့ကဲ့ရဲ့ဒါမနာလို့ဖြစ်တာလဲပါတာဗောနော်ဓာတိုင်းကလည်းအရင်လောက်မလေးချင်းဖြစ်တော့ပေါ့1နာရီ2နာရီလောက်လေးချင်းတချို့ရက်တွေဆိုရင်လုံးဝမလေးချင်းဖြစ်ဝိညာဉ်ကနေတိုက်ပွဲတွေကိုကြည့်ရတာလဲစိတ်ပြည့်စရာကောင်းလာသူရဲကောင်းကြီးကတိုက်ပွဲတွေတပွဲပြီးတပွဲတိုက်ကြအနိုင်ရတာကိုမြင်နေရပြီမဲ့သူကကြတော့ဓာရေးတော်မှအရင်လို့မလေးချင်းဖြစ်တော့မြင်နေရတဲ့သူရဲကောင်းတွေရဲ့အဆင့်နဲ့အပြင်ကသူ့ရဲ့အဆင့်နဲ့ကတော်တော်ကြီးကိုကွာခြားလာတယ်အပြင်ကတက်တူရွယ်သူတငယ်ချင်းတွေရဲ့အဆင့်နဲ့တော့မှသူ့အဆင့်ကတော်တော်ကြီးကိုကွာလာနေသူ့အတွက်ဆိုရင်အခုကျတော့ဓာတ်ပဲပိုလေးနေသလိုလိုဓာတ်ရပဲပိုလေးနေသလိုလိုပြေးပြီးလွှားပြီးဆိုရင်တခြားရွယ်သူတွေလောက်သူ့မှာမပြေးနိုင်မလွှားနိုင်တော့အဲ့ဒါလိုနဲ့နောက်ထပ်4-5-6နှစ်လောက်ကြာတော့လူငယ်လေးမှာသူ့ရဲကောင်းဖြစ်ရမယ်ဆိုတော့အိမ်မက်လည်းမရှိတော့ပါဘူးသူ့ဓာတ်နဲ့ဓာတ်ရလည်းနိုင်ရန်တော့မှာဖုန်နေတော့တက်နေပြီဒါပေမဲ့ဝိညာဉ်ကနေပြီးတော့တိုက်ပွဲတွေအဝေးစားမပါတဲ့မိန်းကလေးတွေတော့ကြည်နေသေးပဲပေါ့စိတ်ကူးတွေရင်နေသေးပဲပေါ့အဲ့ဒါလိုနဲ့သူ့ရဲ့အသက်30ပြည့်တဲ့ညမှာအခန်းထဲမှာဒီလိုပဲတိုက်ပွဲတွေကြည်နေမနာလိုတွေဖြစ်နေတော့ဝိညာဉ်ကထပြီးတော့ရီးပါလေရောလူငယ်လေးလည်းအရန်ကြောင်သွားတယ်ဘာ emotion မှမရှိဘာအပြုံးရည်မှမရှိတဲ့ဝိညာဉ်ကထပြီးတော့ရီးတယ်ဆိုတော့သူတော်တော်ကြောင်သွားတယ်ဝိညာဉ်ကတော့ပြုံးတယ်ပြီးတော့ငါတာဝန်ကတော့ပြီးပြီဟေးတဲ့အဲ့လိုဆိုတော့လူငယ်လေးရတယ်ဘာတာဝန်လဲဆိုပြီးတော့မေးလိုက်တယ်အဲ့ဒီခါကျတော့ဝိညာဉ်ကငါမင်းကို7နှစ်လုံးမပြောဘဲနဲ့လျှို့ဝှက်ထားတဲ့ကိစ္စတစ်ခုရှိတယ်အဲ့ဒါကတော့ငါမကောင်းဆိုးရတဲ့ကောင်ပဲဒီလောကကြီးမှာမကောင်းမှုအားလုံးအပိုင်ဆိုးရတဲ့မာနဆိုတာငါပဲလို့ပြောတယ်လူရွယ်လေးလည်းပါဇက်ဟောင်းသားဖြစ်ပြီးတော့ကြောက်သွားဒီညမင်းတို့ရွာကိုနတ်ဆိုးတွေဝင်တိုက်လိုက်ဒါပေမဲ့ပရိုဟိတ်တွေရဲ့ဟောချက်အရမင်းကသူရဲကောင်းဖြစ်နေတဲ့အတွက်ငါတို့နတ်ဆိုးတွေဘက်ကပဲရှုံးလိုက်မယ်တဲ့ဒါပေမဲ့အခုကျတော့ငါကမင်းကိုနိုင်သွားပြီမင်းကသူရဲကောင်းမဟုတ်တော့မင်းမှဘာအရေးချင်းမှမရှိတော့အဲ့ဒါကြောင့်ဒီညဒီရွာကိုငါတို့နတ်ဆိုးတွေကပိုင်စားရပြီလို့ဝိညာဉ်ကပျော်ပျော်ကြီးနဲ့ပြောချလိုက်တယ်လူရွယ်လေးလဲတော်တော်ကိုကြောက်သွားတာပေါ့ကြောက်သွားပြီးတော့ဘာဖြစ်လို့10နှစ်တောင်စောင့်ရတာလဲခမည်းကျွန်တော်နဲ့တွေ့ချင်းမှာချလို့ရနေတာပဲဟာတွေ့ချင်းမှာချရမယ်ဟုတ်လားတွေ့ချင်းမှာချမယ်ဆိုရင်မင်းကငါ့ကိုနိုင်သွားမှာပေါ့အဲ့ဒါကြောင့်မင်းကိုတရက်ပြီးတရက်တလာပြီးတလာတစ်နှစ်ပြီးတစ်နှစ်
စိတ်ကူးရင်အစိတ်တွေစနေလုံးလုံးကျွေးလာခဲ့အခုဆိုရင်မင်းမှာဘာအရေးချင်းမှမရှိတော့မင်းကသူရဲကောင်းမဟုတ်တော့အဲ့ဒါကြောင့်ဒီညဒီရောငါတို့ကအပိုင်စားရပြီလူရွယ်လေးလည်းဘာမှမပြောနိုင်တော့ပဲနဲ့ငိုင်ကြသွားပြီးတော့ထိုင်ချလိုက်ရတော့ဒီမာနကပေးတဲ့ဒဏ်ရာကြီးမားလုံးမှာတစ်သက်လုံးလည်းဘယ်တော့မှပျောက်တော့မှာမဟုတ်တရားပါဒဏ်ရာတစ်ခုပဲတလာပြီးတလာတစ်နှစ်ပြီးတစ်နှစ်အချိန်တွေဖြုံးခဲ့တာကိုသူပြန်မြင်လာပြီအခုဆိုရင်သူ့မှာဘာရည်ချင်းမှမရှိတော့အခုကျတော့ဘာလို့ရမှန်းတော့မသိတော့မိမလှလေးတွေကိုကျွန်တော်တစ်ချိန်လောက်ထပ်ကြည့်လို့ရအောင်မလားအဲ့လိုမေးလိုက်တဲ့ခါကျတော့မာနကအားရပါရပြောတယ်ရတာပေါ့အမြဲတမ်းရတယ်ဒီဗီဒီယိုလေးကရေးတဲ့သူက James McIntosh ဖတ်ပြတဲ့သူက Chris Williamson After School Channel ဒီမြင်နိုင်စွမ်းစိတ်ကူးရင်အစိတ်ဆိုတာအခုခေတ်မှာကျတော့ social media တွေ entertainment တွေနဲ့တော်တော်တူတယ်တနေ့တနေ့ဒါတွေပဲကြည့်နေပြီးအဲ့ဒီဟာတွေပေါ်မှာ like ပြီးတော့စိတ်ကူးတွေရင်နေပြီးတော့အချိန်တွေကုန်နေကြတာနဲတာမဟုတ်နေကင်းအိမ်မက်လို့ခေါ်တဲ့ day dreaming ဆိုတာမူရစေဝါတို့အရက်တို့လိုပဲဆွဲတတ်သူကကိုယ့်ရဲ့လက်ရှိဘဝကိုမေ့သွားပြီးတော့ကိုယ့်ရဲ့စိတ်ကူးရင်ကဘာထဲမှာပဲကိုယ့်ရဲ့ fairy tale ထဲမှာပဲပျော်နေတတ်တာမျိုးမေးစီလေးဖွတ်လိုက်စိတ်ကူးရင်လိုက်လုံနေရင်းနဲ့ဘဝကိုကုန်သွားတာမျိုးပေါ့နော်တချို့တွေဆိုရင်အနှစ်50လောက်မေးစီလေးဖွတ်လိုက်စိတ်ကူးရင်လိုက်လုံနေရင်းနဲ့ဘဝဆုံးသွားတဲ့သူတွေလည်းရှိတယ်အဲ့ဒီဗီဒီယိုအောက်က comment တွေအရာဆိုရင်ဒီ spirit of seeing ဆိုတာတချို့တွေအတွက်ကြတော့ဆွဲလန်းမှုတစ်ခုခုနဲ့တူတယ် addiction ပေါ့နော်အရက်တို့ video game တို့ pornography တို့ TV series တွေတို့အဲ့ဒါတွေလည်းသွားတူတယ်အဲ့ဒါတွေဆွဲပြီးတော့အသက်တွေတအားကြီးသွားတဲ့သူတွေလည်း comment ထဲမှာတွေ့ရလိမ့်တချို့တွေအတွက်ဆိုရင်တနေ့တနေ့ဝီးတွေတောက်စိတ်ကူးတွေရင်အဲ့ဒီလိုနဲ့အသက်40-50ရောက်သွားတဲ့သူတွေလည်းရှိတချို့တွေကြတော့တနေ့တနေ့အလုတ်သွားအိမ်ပြန်လာအိမ်ရောက်ရင်ဒီလိုပဲ TV ကြည့် Netflix တို့ဘာလို့ကြည့်ရင်အချိန်ကုန်သွားနောက်နေ့ကျတော့အလုတ်ထသွားအိမ်ပြန်လာ TV ကြည့်စိတ်ကူးရင်အချိန်ကုန်အဲ့လိုနဲ့ဘဝဆုံးသွားတဲ့သူတွေလည်းအများကြီးပဲဒီဗီဒီယိုထဲမှာအထီဆုံးကတော့နောက်ဆုံး slide ပါပဲနောက်ဆုံး slide က Hell is the place where is the person you are meet the person you could have been ဗမာလိုဆိုရင်တော့လက်ရှိဖြစ်နေတဲ့ကိုနဲ့ကိုဖြစ်နိုင်ခြေရှိခဲ့တဲ့သူနဲ့စုံတဲ့နေရာငရဲပါပဲလို့ပြန်ရမယ်ထင်ပါတယ်ရှင်ထဲလေးတယ်ဗျာနော်ဒီလိုမျိုးစိတ်ကူးရင်တာတွေနဲ့ပဲအချိန်ကုန်လိုက်တဲ့အချိန်မှာအဓိကဆုံးရှုံးသွားတာကတော့ကိုယ့်ရဲ့အလားအလာပါပဲကိုယ့်ရဲ့ဖြစ်နိုင်ခြေရှိတဲ့အလားအလာပေါ့နော်ကိုယ့်ရဲ့အလားအလာတစ်ခုလုံးကိုဆုံးရှုံးလိုက်ရတာပါကျေးဇူးတင်ပါတယ်